ဒီနေ့မှာတော့ view million နဲ့ချီပြီးရနေတဲ့ AI video fan နည်းကျွန်တော်ပြောပြပေးတော့ပါမယ်။မိတ်ဆွေတို့ဒီ Facebook သုံးလို့ရှိရင်တွေ့ကြမှာပါ။ Facebook Reel တွေမှာအစာအုပ်တစ်ခုတိစောက်တဲ့ပုံကို time-lapse video ပုံစံမျိုးနဲ့အမြန်ပြသွားတာတွေပေါ့နော်။ပြီးတော့ကျွန်တော်တို့ဒီတရားဆောက်တဲ့ construction ကြီးတစ်ခုလုံးကို time-lapse video ပုံစံမျိုးနဲ့အမြန်ပြသွားတဲ့ပုံစံမျိုးတွေပေါ့နော်။ဒီ video လေးတွေကကျွန်တော် international view ရပါတယ်။ဘာလို့လဲဆိုတော့ဒီထဲမှာကျတော့မြန်မာတွေလည်းကြည့်လို့ရတယ်။နိုင်ငံခြားသားတွေလည်းကြည့်လို့ရတယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တို့ပထမဦးဆုံးထုံးစံအတိုင်းပဲဒီ ChatGPT တွေကိုသွားလိုက်မယ်ပေါ့နော်။ဟုတ်ပြီကျွန်တော် ChatGPT တွေရောက်ပြီဆိုလို့ရှိရင်ဒီအပေါ်တောင်းကဒီအတုံးလေးနှစ်ခုပေါ့နော်မြင်းချောင်းလေးနှစ်ခုကိုကျွန်တော်နှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်လိုက်မယ်မိုးဆိုတာလေးနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာ APPS ဆိုတာလေးရှိရပါတော့တချို့သူတွေကြတော့လည်းဒီ APPS ဆိုတာကတန်းပေါ်တယ်ပေါ့နော်တချို့သူတွေကြတော့လည်းမပေါ်ဘူးမပေါ်လို့ရှိရင်ကျွန်တော်ဆောနာကပြောခဲ့တဲ့အဆက်ကလေး30ကိုနှိပ်လိုက်ပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် APPS ဆိုတဲ့အထက်လေးသွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီညာဘက်တောင်မှာ GPTS ဆိုတာလေးရှိရပါတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီ search bar မှာ ASMR construction ဆိုပြီးတော့ရိုက်ချလိုက်ပါနော် CON ဒီမှာ construction ပေါ့နော်ရိုက်ချလိုက်ပြီးရင်ကျွန်တော်တို့ရှာနေပြီပေါ့နော်ဟုတ်ပြီအဲ့ထက်မှာကျွန်တော်တို့ကဒီအောက်က ASMR construction ဆိုတာလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ start check ဆိုတာလေးရှိပါနော်အဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်မိတ်ဆွေတို့ကဒီနေရာမှာစဉ်းစားရမယ်ပေါ့နော်တရားတစ်စင်းကိုဆောက်ပြချင်တာလားအိမ်တစ်လုံးကိုဆောက်ပြချင်တာလားပေါ့နော်ကျွန်တော်ကတော့မြန်မာဆန်ဆန်မြန်မာပကိုးသားဆိုပြီးတော့ရိုက်လိုက်မယ်ပေါ့နော် PAGODA ပေါ့နော်ကျွန်တော်ရိုက်ပို့လိုက်မယ်ဒါဆိုလို့ရှိရင် तू ကဒီ image prompt ရယ် video prompt ရယ် तू နှစ်မျိုးထုတ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင် तू prompt နဲ့ထုတ်ပေးပြီအဲ့ဒီမှာ section A မှာကျတော့ project definition ပေါ့နော်ဒီ project ရဲ့ definition တခုကို तू ကရှင်းပြထားတာပေါ့နော်ဒါကတော့မိတ်ဆွေတို့ဘာမှလုပ်စရာမလိုဘူးကျွန်တော် section B မှာစာပြီးတော့လောက်ရမှာပေါ့နော်အဲ့ဒီမှာကျွန်တော် section B မှာ image prompt 7 total ဆိုပြီးတော့ तू ပြောထားတယ်ပေါ့နော်ဒါဆိုရင် तू ကဓာတ်ပုံ9ပုံကိုထုတ်ဖို့အတွက် prompt 9မျိုးကို तू ရေးပေးထားတယ်လို့ပြောတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ MA1 MA2 ပြီးလို့ရှိရင် MA3 4 5 6 7ပေါ့နော်9ပုံထုတ်ဖို့အတွက် तू စာရေးပေးထားပါပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီဟာကိုMA1 ကနေစပြီးတော့ဓာတ်ပုံထုတ်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် MA1 landscape only ဆိုတာလေးကိုကျွန်တော်ထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်ဒီဟာလေးကို copy ယူလိုက်မယ်ပေါ့နော်copy ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဘယ်သွားမလဲဆိုတော့Chrome နဲ့သွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က FLOW flow ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်အဲ့ဒီမှာအပေါ်ဆုံးမှာပေါ့နော် website ကလေးရှိတယ် Google Lab AI Creative Studio for Video MAN Custom Tool ဆိုတဲ့ဟာလေးတွေ့ရပေါ့နော်အဲ့ဒီ website ထဲလေးကိုဝင်လိုက်ပါဟုတ်ပြီအဲ့ပြီးရင်ကျွန်တော်က new project ဆိုတာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော် nano banana 2ဆိုပြီးတော့ပြထားရပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ကျွန်တော်တို့ကအဲ့ဒီနေရာမှာ video site ကိုရွေးပေးရမယ်ပေါ့နော်မိတ်ဆွေတို့ကဘယ်မှာတင်ပါလဲပေါ့နော် YouTube မှာတင်ပါလားFacebook Reel တွေမှာတင်ပါလား TikTok မှာတင်ပါလားပေါ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ဒီ TikTok တို့ Facebook Reel တို့မှာတင်တဲ့အခါမှာကျွန်တော်က 9:60 site ကိုရွေးပေးပေါ့နော်တကယ်လို့မှ YouTube မှာတင်ရင်တော့ 60:9 site ကိုရွေးလိုက်ပေါ့နော်ကျွန်တော်ကတော့ဒီ 9:60 နဲ့ပဲကျွန်တော်လုပ်ပြပါမယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော် 1:8:2 8:3:8:4ပေါ့နော်ဒါတွေကဘာလဲဆိုတော့ဓာတ်ပုံဘယ်နှပုံထုတ်မှလဲပေါ့နော်တစ်ပုံလားနှစ်ပုံလားသုံးပုံလားလေးပုံလားပေါ့နော်ကျွန်တော်ကတော့တစ်ပုံပဲထုတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော် MA1 က photo prompt ကို copy သွားယူလိုက်ပါနော် copy သွားယူပြီးရင်ကျွန်တော်ဒီနေရာမှာဒီဘားလေးကိုနည်းနည်းကြာကြာလေးဖိထားလိုက်ပြီးလို့ရှိရင်ဒီမှာ page ဆိုတာလေးကိုနှိပ်လိုက်ပါနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြာလာလိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ထည့်ရမှာရှိသေးတယ်ကျွန်တော် notes ထဲမှာကျွန်တော်ရေးထားရပါနော်အဲ့ဒီမှာကျွန်တော်ဒီမှာ single image only ပေါ့နော် one sense only one camera view only ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော် copy သွားယူရမယ်ဘာလို့လဲဆိုတော့ကျွန်တော်အရင်တုန်းကစမ်းကြည့်တဲ့အခါမှာပေါ့နော်ဒီ ChatGPT ကပေးတဲ့ prompt ကိုကျွန်တော်ထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်တော့ကျွန်တော်တို့ဒီပုံကြီးတွေကဒီလိုပုံစံမျိုးကြီးတွေပေါ့နော်grid line ပုံစံမျိုးကြီးနဲ့3-4ပုံလောက်ဆက်ပြီးတော့ထွက်လျင်ပေါ့နော်ကျွန်တော်တို့အဲ့လိုမလို့ကျွန်တော်ကပုံတစ်ပုံနဲ့ sense တစ်ခုတည်းပဲလိုချင်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီစာသားလေးကိုထည့်ပေးမှရပါမယ်ဒီစာသားလေးမထည့်ပေးရင်ကျွန်တော်တို့ဆောင်းကကျွန်တော်ပြောသလိုမျိုးဖြစ်နေမှာပေါ့နော် copy ယူလိုက်copy ယူပြီးတော့ကျွန်တော်တို့ဒီ MA1 ရဲ့ front နောက်မှာဒီဟာလေးကိုထည့်ပေးလိုက်ပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဓာတ်ပုံလေးကိုထုတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်တို့ MA1 ကိုကျွန်တော်ထုတ်ပြီးဆိုတော့ MA2 ကိုသွားလိုက်မယ်ပေါ့နော် MA2 ကိုကျွန်တော် copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်ဆောင်းကနေရာလေးမှာကျွန်တော်ဖိထားလိုက်မယ်ပေါ့နော်ပိတ်ချလိုက်မယ်ပြီးရင်ဆောင်းကအတိုင်းပဲကျွန်တော် notes ထဲမှာမှတ်ထားတဲ့ဟာလေးကိုသွားပြီးတော့ copy ယူလိုက်မယ်ဒီစာသားလေးကိုကြတော့ကျွန်တော် YouTube channel မှာကြည့်နေတဲ့သူတွေအတွက်ကို
video ရဲ့ description မှာကျွန်တော်ချပေးထားမယ်ပေါ့နော်Facebook မှာကြည့်တဲ့သူတွေအတွက်ကကြတော့ကျွန်တော် comment ရဲ့အပေါ်ဆုံးမှာကျွန်တော်ဒီရဲ့ prompt လေးကိုကျွန်တော်ရေးပေးထားပါမယ်အဲ့ဒါလေးကိုယူသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဖိထားလိုက်ပေါ့နော်ဖိထားလိုက်ပြီးတော့ပိတ်ချလိုက်မယ်ဒါဆိုရင်စောနာက prompt လေးကဝင်သွားပြီပေါ့နော်နောက်တစ်ပုံထပ်ထုတ်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်နောက်ထပ် image 3ပေါ့နော် image 3ကိုထပ်ပြီးတော့ copy သွားယူမယ် copy ယူမယ်ဟုတ်ပြီပြီးရင်စောနာကအတိုင်းပဲဒီဘားလေးပေါ်မှာပိတ်ချလိုက်မယ်ပေါ့နော်ပိတ်ချပြီးတော့စောနာကဒီကျွန်တော် notes ထဲမှာမှတ်ထားတဲ့ဒီ prompt လေးကိုဒီ prompt ကိုကျွန်တော်ဒီ prompt လေးကိုcopy ယူလိုက်ပါနော်copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒီနောက်ကလေးမှာဒီကောင်လေးကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ပိတ်ဟုတ်ပြီပြီးရင်ကျွန်တော်နောက်တစ်ပုံထပ်ထုတ်ခိုင်းလိုက်မယ်ဟုတ်ပြီကျွန်တော်နှစ်ပုံတော့ထွက်လာပြီပါနော်အဲဆိုရင်ကျွန်တော်MA4 ကိုသွားပြီးတော့ပြန်ပြီးတော့ copy ယူရမယ်ပေါ့နော်MA4 ကိုသွားမယ် copy ယူလိုက်မယ်ဟုတ်ပြီ copy သွားယူလိုက်မယ်ပိတ်ချလိုက်မယ်ပြီးလို့ရှိရင်စောနာက notes ထဲမှာမှတ်ထားတဲ့ prompt ကိုထပ်ပြီးတော့ copy ယူရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ပုံတိုင်းမှာဒီကောင်လေးကိုထည့်ပေးရမှာပေါ့နော်ရပြီပိတ်ချလိုက်မယ်ပြီးရင်ပို့လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော် MA4 ပြီးသွားပြီဆိုတော့ကျွန်တော် MA5 ပေါ့နော် MA5 ကိုကျွန်တော်သွားပြီးတော့ copy ယူလိုက်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာပိတ်ချလိုက်မယ်ပြီးရင်စောနာက note ထဲမှာမှတ်ထားတဲ့ဟာလေးကိုcopy သွားယူလိုက်မယ်ပေါ့နော်copy ဟုတ်ပြီဒီပုံတော့မှာကျွန်တော်ထည့်မယ်ပေါ့နော်ဟုတ်ပြီပြီးရင်ကျွန်တော်နောက်တစ်ပုံထပ်ထုတ်ခိုင်းလိုက်မယ်ပေါ့နော်1 2 3 4ဒီမှာ5ပေါ့နော်5ပုံဟုတ်ပြီပြီးရင်ကျွန်တော် image set ကိုသွားပြီးတော့ copy ပြန်ယူမယ် copy ယူမယ်ပြီးလို့ရှိရင်ဒီထဲသွားမယ်ပေါ့နော်ပြီးရင်ကြာလေးဖိထားလိုက်ပိတ်ချလိုက်မယ်ပြီးတော့note ဆဲဟာလေးပြန်ပြီးတော့ copy ယူလိုက်မယ်ပေါ့နော် copy ရပြီဒီနောက်မှာပြန်ပြီးတော့ဒီကောင်လေးကိုချလိုက်မယ်နောက်တစ်ပုံထပ်ထုတ်ခိုင်းမယ်ကဲဟုတ်ပြီဒါဆိုရင်image 7ကိုသွားမယ်ပေါ့နော် image 7ကိုသွားမယ်ပြန်ပြီးတော့ copy ယူမယ် copy ယူပြီးတော့ကျွန်တော်ဒီမှာ page ချမယ်ပေါ့နော် page ချမယ်ပြီးလို့ရှိရင် notes ထဲမှာထားတဲ့ဟာလေးကိုပြန်ပြီးတော့ copy ယူမယ်ဟုတ်ပြီ copy ယူပြီးတော့ဒီမှာကျွန်တော် page ပြန်ချမယ်ပေါ့နော်ဒါဆိုရင်ရပြီဒါဆိုရင်ကျွန်တော်ပုံ9ပုံပေါ့နော်ပထမအဦးဆုံးပုံကကြတော့ဘာမှမရှိသေးဘူးပေါ့နော်နောက်တစ်ပုံကျတော့စေရန်တရားတွေရောက်လာပြီပေါ့နော်နောက်တစ်ပုံကျတော့ဒါဖေဟားရဲ့ဇေဒီလေးရဲ့ foundation ကိုကျွန်တော်လုပ်နေပြီပေါ့နော်ပြီးလို့ရှိရင်construction လေးတွေစနေပြီဒီမှာတွေ့လားမသိဘူးဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာဇေဒီလေးကဒီမှာပြီးကန်ကြီးအထိလေးကိုရောက်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံး9ပုံမြောက်ကတော့ final result ပေါ့နော် final result ဘယ်လိုမျိုးထွက်လာမလဲပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီဟာကိုဗီဒီယိုထုတ်ရအောင်မယ်ပေါ့နော်ဗီဒီယိုထုတ်ရအောင်မယ်ဆိုတော့ကျွန်တော်တို့ဒီအောက်မှာChatGPT ကရေးပေးထားတဲ့ဒီမှာ video prompt နဲ့ရှိရပါတော့အဲ့ဒီမှာသူရေးထားတာက section C frame to video animation prompt ပေါ့နော် set to 10ဒါတော့ကျွန်တော်တို့ပုံ9ပုံကို video ပြောင်းမှာဖြစ်တဲ့အတွက်video 6ပုတ်ထွက်လာမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ video 1ကိုကြည့်လိုက်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က MA1 2ဆိုပြီးတော့ကျွန်တော်ပြထားတယ်အဲ့ဒါဘာလဲဆိုတော့ MA1 ကိုကျွန်တော်တို့က frame အစပိုင်းမှာထားရမယ် MA2 ကိုကျတော့ frame အဆုံးမှာထားရမယ်ပေါ့နော်ဒီလိုမျိုးသူပြောပြတာဟုတ်ပြီဒါဆိုရင်ကျွန်တော် video 1ကို copy ယူလိုက်မယ်အမှန်သူပြထားတဲ့လေးတခြားကြည့်ထားပါတော့ MA1 MA2 ဆိုပြီးတော့သူပြထားရပါတော့အဲ့ဒါကဘာကိုပြောလဲဆိုတော့ကျွန်တော်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပထမအဆုံးထုတ်ခဲ့တဲ့ MA1 ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာပေါ့နော်ဒီအပေါ်မှာဒါဆိုရင် MA2 ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ3အပေါ်မှာဆိုလို့ရှိရင်ဒီမှာ sorry ဒီမှာဆိုလို့ရှိရင်4 5 6 7ပေါ့နော်ဒီလိုအစင်လိုက်တော့တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် MA1 2လို့ပြောတဲ့အတွက်ဒီ MA1 ကိုကျွန်တော်တို့နည်းနည်းကြာကြာလေးဖိထားလိုက်
ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ add to request ဆိုတာရှိရပါတော့အဲ့ဒီကောင်လေးကိုနှိပ်လိုက်တချို့ဖုန်းတွေမှာကြောက်လဲ add to prompt ဆိုပြီးတော့ပေါ်ရပါတော့ဘယ်ဟာဝဲနှိပ်ရပါတယ်ဒီအဓိကကျွန်တော်တို့ဒီမှာ plus icon လေးပေါ့နော်အပေါင်းလက္ခဏာလေးအဲ့ဒီပုံစံလေးကိုကျွန်တော်နှိပ်ဖို့ပဲလိုတယ် add to request လို့လည်းရှိတယ် add to prompt လို့လည်းရှိတယ်ဘယ်ဟာဝဲနှိပ်ရပါတော့ဟုတ်ပြီကျွန်တော်တို့ဒီအပေါင်းလက္ခဏာနှိပ်လိုက်ဒါဆိုဒီမှာရောက်လာပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ nano banana 2ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုထုတ်တော့မှာဖြစ်တဲ့အတွက်ဒီဘေးကဗီဒီယိုပုံစံလေးကိုကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒီနေရာမှာကျွန်တော်တို့ကဗီဒီယိုကိုဘယ်လိုပုံစံမျိုးထုတ်ရမလဲဆိုတော့ဒီရှေ့မှာ square ဆိုပြီးတော့ပြထားရပါတော့ဒီ square ပုံစံနဲ့ကျွန်တော်ထုတ်ရမှာပါတခြားဟာနဲ့ကျွန်တော်ထုတ်လို့မရဘူးပေါ့နော်အဲ့ဒါမှကျွန်တော်ဒီမှာChatGPT ရဲ့ prompt နဲ့မှာရေးထားတာက MA12 ဆိုပြီးတော့ပြထားရပါတော့ဒါဆိုရင်ကျွန်တော် MA1 ကိုကျွန်တော်တို့ကဒီအစ frame မှာထားပြီးတော့ MA2 ကိုကျွန်တော်ဗီဒီယိုအဆုံးမှာကျွန်တော်ထားရမယ်ပေါ့နော်ဒီသဘောတရားလေးကိုပြောပြတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် MA1 ကိုထည့်လိုက်ပြီပေါ့နော်အဲ့ဒီမှာကျွန်တော် start ရှိတယ် finish ရှိတယ်ပေါ့နော်အဲ့မှာကျွန်တော် video generate လုပ်တဲ့အခါမှာ start ဆိုတဲ့ဓာတ်ပုံပေါ့နော်အဲ့ဒီအပုံလေးကနေစသွားပြီးတော့finish ဆိုတဲ့နေရာမှာပုံတစ်ပုံထည့်ထားလိုက်ပါနော်အဲ့ဒီပုံမှာvideo ကဆုံးသွားမယ်ပေါ့နော်အဲ့ဒီပုံစံမျိုးပါအဲ့ဆိုရင်ကျွန်တော် start နေရာမှာကျွန်တော် MA1 လေးကိုထည့်မယ်ဒါဆိုရင်ကျွန်တော်ဒီ MA1 ကိုဖိထားလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ plus icon လေးနဲ့ add to request ဆိုတာလေးရှိရပါတော့ဒီကောင်လေး add to request ဆိုတာလေးရှိတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့နှိပ်ပေးရမယ်ပေါ့နော်တစ်ချက်နှိပ်လို့မရရင်ကျွန်တော်နှစ်ချက်နှိပ်လိုက်ပါနော်တောက်ဆိုပြီးတော့နှိပ်လိုက်ဒါဆိုရင်ဒီမှာရောက်သွားပြီပါနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါကတော့ MA1 ကျွန်တော်ထည့်လိုက်ပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ MA2 ပေါ့နော်ဒီမှာ MA2 ကိုဖိထားလိုက်ပြီးလို့ရှိရင်ကျွန်တော် add to request ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီကောင်လုံးနှိပ်ထားလိုက်တချို့ဖုန်းတွေမှာကျတော့ add to prompt ဆိုပြီးတော့လဲပေါ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဒီလိုကြီးပြနေမလားဒီလိုမျိုးဓာတ်ပုံထည့်လို့မရဘူးဆိုတဲ့ဟာကြီးပေါ့နော်ဒီမှာthis model does not support inference ဆိုပြီးတော့ပြထားတယ်အဲ့ဒါဘာပြုတာလဲဆိုတော့ကျွန်တော်ဒီမှာ video generator မှားနေလို့ပေါ့နော်ဒါကတော့ Omni Flash ဆိုတာကျတော့မကြသေးခင်ကပေါ်ထားတဲ့ video generator ပေါ့နော်ဒီကောင်နဲ့ကျွန်တော်တို့ generate လုပ်လို့မရဘူးအဲကြောင့်ကျွန်တော်ဒီကောင်ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဘယ်ဟာရွေးမလဲဆိုတော့ကျွန်တော်ဒီမှာ IC 3.1 fat ဆိုတာလေးပေါ့နော်ဒီကောင်လေးကျွန်တော်ပြပေးမယ်ဒီကောင်လေးပေါ့နော် IC 3.1 fat ဆိုတာလေးကိုကျွန်တော်တို့အဲလေးကိုရွေးပေးရပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာဆောင်းနာကပုံစံလိုမျိုးမဖြစ်တော့ဘူးပေါ့နော်ဟုတ်ပြီဒါပြီးရင်ကျွန်တော် video site ရွေးရမယ်အဲ့ဒီနေရာမှာ 9:60 နဲ့ 60:9 site နှစ်ခုပဲရှိရပါတော့အဲ့မှာကျွန်တော်တို့က 9:60 downlight ကိုကျွန်တော်ရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က video 1ရဲ့ front ကိုကျွန်တော်ဒီမှာရေးလိုက်မယ်ပေါ့နော်ဆောင်းနာ copy ယူခဲ့တဲ့ဟာလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကောင်လေးကိုမြားလေးနဲ့နှိပ်လိုက်တယ်ဒါဆိုရင်ဒီမှာ video ထုတ်နေပြီပေါ့နော်အဲဆိုရင်သူက100%ပြည့်အောင်တော့စောင့်ပေးရမယ်ပေါ့နော်ဗီဒီယိုထုတ်တာဖြစ်တဲ့အတွက်ဓာတ်ပုံထုတ်တာတော့မမြန်ဘူးပေါ့နော်နည်းနည်းတော့ကြာလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာလို့ရှိရင်ခဏစောင့်ပေးပေါ့နော်ဒါကသူ generate လုပ်နေတဲ့အချိန်မလို့ဒီအမှားချက်ကိုသွားမနိုင်နဲ့ပေါ့နော်ခဏနေလို့ရှိရင်ပြန်ပြီးတော့သူ generate လုပ်လိုက်မယ်ဒီမှာတွေ့လားမသိဘူးဟုတ်ပြီဒါဆိုရင်ဗီဒီယို1က generate လုပ်နေဆိုတော့ကျွန်တော်တို့ဗီဒီယို2ကိုသွားမယ်ပေါ့နော်ဟုတ်ပြီအဲ့ပြီးရင်ကျွန်တော်ဒီမှာဗီဒီယို2ဆိုတာလေးရှိရပေါ့နော်ဒီကောင်လေးကိုselect ပေးလိုက်ပြီးလို့ရှိရင်ဒီမှာ copy ယူလိုက်ပါနော်copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်တို့ဒီထဲကိုပြန်သွားမယ်ပေါ့နော်ဒီဟာကျတော့ဆောနာကနေရာပြန်ကြည့်လိုက်ပါနော်ဒီ video 2မှာကျတော့MA2 နဲ့ MA3 ဆိုပြီးတော့ပြထားရပါနော်ဒါမှကျွန်တော်တို့ MA2 ကိုကျတော့ဒီ start frame မှာထားပြီးတော့ MA3 ကိုကျတော့ကျွန်တော်တို့ဒီ finish နေရာမှာထားရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကိုသွားလိုက်မယ်သွားပြီးတော့ဒီမှာ MA2 ပေါ့နော် MA2 ကိုကျွန်တော်တို့ကဒီ start frame မှာထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် MA3 ကိုကျတော့ဒီ finish မှာထားလိုက်မယ်ပေါ့နော်ဟုတ်ပြီဆောနာက copy ယူလာတဲ့စာသားလေးကိုဒီထဲမှာထည့်လိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုနှိပ်လိုက်ပါနော်မြားလေးကိုနှိပ်လိုက်ဒါဆိုရပြီဆောနာက video လေးကဒီမှာပေါ့နော်ဆောနာ video လေးကကျွန်တော်တို့ generate လုပ်ပြီးသွားပြီပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာနောက်ထပ် video 3ပေါ့နော် video 3ကိုသွားမယ်အဲ့ဒီမှာကျွန်တော်တို့ MA3 နဲ့ 4ပေါ့နော် MA3 ကိုကျွန်တော်တို့က start frame မှာထားမယ် MA4 ကိုကျတော့ကျွန်တော် finish နေရာမှာထားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီစာသားလေးကို copy ယူလိုက်မယ် copy ပြီးလို့ရှိရင်ဒီမှာသွားမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် MA3 နဲ့sorry ကျွန်တော်ပြန်ကြည့်လိုက်ပါနော်မေးသွားလို့ MA3 နဲ့ 4ပေါ့နော် MA3 နဲ့ 4ဆိုတော့1နဲ့3ဒီမှာပေါ့နော် MA3 ဒီကောင်နှိပ်မယ် add to front ဆိုတာလေးနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့MA4 ကဒီမှာပေါ့နော်ပြီးရင်
add to request ဆိုတာနှိပ်မယ်ရပြီ copy ယူထားတဲ့စာသားလေးကိုကျွန်တော်ဒီမှာ paste ချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကပို့လိုက်မယ်ပေါ့နော်ဒီကောင်လေးဒါဆိုရင်ကျွန်တော်ဒီမှာ3ပုတ်ရှိသွားပြီပေါ့နော်ဟုတ်ပြီ3ပုတ်ရှိသွားပြီဆိုတော့နောက်ထပ် view 4သွားမယ်ထုံးစံအတိုင်းပဲကျွန်တော် MA4 ကို start frame မှာထားပြီးတော့ MA5 ကိုကြတော့ကျွန်တော် finish နေရာမှာထားမယ်ပေါ့နော် copy ယူလိုက်မယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော် MA4 ဆိုတော့ MA4 ဆိုတော့ဒီကောင်ပေါ့နော် MA4 ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ MA5 ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကို paste ချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ပို့လိုက်မယ်ပေါ့နော်ဒါဆိုသူ့ဟာသူကျွန်တော် generate လုပ်နေပြီဟုတ်ပြီနောက်ထပ်တစ်ခုပေါ့နော်video 5ပေါ့နော် video 5ကိုသွားမယ်ဒီမှာကျတော့ MA5 ကကျွန်တော် start frame မှာထားပြီးတော့ MA6 ကိုကျတော့ကျွန်တော် finish မှာထားရမယ်ပေါ့နော် copy ယူလိုက်မယ်ဟုတ်ပြီ copy ယူပြီးတော့ကျွန်တော်တို့ရေးကြည့်မယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုး project တွေများခိုင်းဆိုလို့ရှိရင်ရှုပ်သွားလိမ့်မယ်ပေါ့နော်ဒီကောင်ကဒီကောင်က2ပေါ့နော်ဒီကောင်က3ဒီကောင်က4ဒီကောင်က5ပေါ့နော်ဒါဆိုလို့ရှိရင်frame 5ကနေကျွန်တော်သွားလိုက်မယ်ဒီကောင်ပေါ့နော်ဒီကောင်က5ပေါ့နော်ဒီကောင်က5ဆိုတော့ဒီကောင် start frame မှာထားမယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုfinish မှာထားမယ်ပေါ့နော်ဆောနာကဒီ video 5ပေါ့နော်ဒီကောင် copy ယူဟုတ်ပြီအဲ့ဒီရဲ့ video prompt ကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ပြီးလို့ရှိရင်မြားလေးနဲ့ပို့လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါပြီးရင်ကျွန်တော်တို့နောက်ဆုံးတစ်ပုတ်ပေါ့နော်ဒီမှာ video set ဆိုတာရှိတယ်ဒီကောင်ကို copy ယူမယ်ဟုတ်ပြီဒီဟာကြတော့ကျွန်တော် MA6 ကို start frame မှာထားပြီးတော့ MA7 ကို finish မှာထားရမယ်ပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော် MA6 ပေါ့နော် prompt နဲ့ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင် copy ယူမယ်ဒီကောင်ကကျွန်တော် finish ပေါ့နော်ဟုတ်ပြီကျွန်တော် copy ယူခဲ့လားမသိဘူးဟုတ်ပြီအဲ့ဒါမှကျွန်တော်တို့ဒီကောင်ကိုပိတ်ချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ပို့လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးဗီဒီယို2ပုတ်ပဲကျန်တယ်ပေါ့နော်ကျန်တဲ့ဗီဒီယိုတွေကကျွန်တော် generate လုပ်ပြီးသွားပြီကျွန်တော်တို့ဒီဗီဒီယို generate လုပ်နေတဲ့ဟာကိုကျွန်တော်ခဏဆောင်ပေးပါနော်အဲ့လိုမျိုးအကုန်လုံးမပြီးဘဲနဲ့ကျွန်တော်တို့ကသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်internet connection နဲ့ကျွန်တော်တို့လေးနေတာတို့ဘာတို့တွေဖြစ်တတ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာကျွန်တော်တို့ဗီဒီယို5ပုတ်ထိတော့ရသွားပြီပေါ့နော်โอเคပါဒါဆိုရင်ကျွန်တော်ဗီဒီယို1လေးကိုကြည့်လိုက်တော့မယ်ဗျာဗီဒီယို1လေးကိုကြည့်မယ်play ကြည့်လိုက်မယ်ပေါ့နော်โอเคပါဗျာမိုက်တယ်နော်အဲ့ဒါကိုကျွန်တော်တို့က download ဆွဲလိုက်မယ်ကျွန်တော်ကကြတော့ဒီpro account ဝယ်ထားတာဖြစ်တဲ့အတွက်ဒီ resolution ကကြတော့ကျွန်တော်တို့ 1808p အထိရပါတော့တကယ်လို့ free သုံးတယ်ဆိုရင်တော့ကျွန်တော်ဒီ 920p နဲ့ပဲရမှာပေါ့နော်ဗီဒီယိုထုတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ flow ကကြတော့တနေ့ကို90ပဲပေးတာပါနော်ဗီဒီယိုတစ်ပုတ်ကိုကျွန်တော်တို့က credit 20လောက်ကုန်တယ်ဆိုတော့မိတ်ဆွေတို့က free သုံးမယ်ဆိုလို့ရှိရင်တော့တနေ့ကို2ပုတ်ပဲထုတ်လို့ရမယ်ပေါ့နော်တကယ်လို့မှအဲ့လိုမျိုးကိုကAI ဗီဒီယိုတွေလုပ်တော့မယ်ဆိုလို့ရှိရင် pro account ဝယ်လိုက်တာတော့အကောင်းဆုံးပဲပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကကြာမှာဆိုလို့ 920p နဲ့ပဲ download ဆွဲလိုက်မယ်နော်ရပြီတဲ့ဟုတ်ပြီဒါဆိုရင်ဒါကတော့ video 1ပေါ့နော်ကျွန်တော် video 2လေးထပ်ကြည့်လိုက်ဟုတ်ပြီဒီကောင်လေးကိုလည်းကျွန်တော် 920p နဲ့ download ဆွဲလိုက်မယ်ဟုတ်ပြီကျွန်တော်2ပုတ်ရပါပြီပေါ့နော်ဒီမှာ3ပုတ်မြောက်ကျွန်တော် play ကြည့်မယ်ဟုတ်ပြီကျွန်တော် download ဆွဲလိုက်မယ်ကျွန်တော်ဒီမှာပါနော်download ဆွဲလိုက်
ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ကြည့်မယ်ရပြီပါနော်တကယ်လို့မိတ်ဆွေတို့ကဒီဗီဒီယိုမကြိုက်ဘူးဆိုရင်လည်းကျွန်တော်ကိုကြိုက်တဲ့အထိကျွန်တော်ထုတ်လို့ရရပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ CapCut နဲ့ဒီဗီဒီယိုလေးကိုစစ်မယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော် new video ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်တို့download ဆွဲထားတဲ့ video လေးတွေကိုဆက်မယ်ပေါ့နော်အဲ့မှာကျွန်တော်1 2 3 4 5 6ပေါ့နော်ဟုတ်ပြီဗီဒီယိုလေးကိုကျွန်တော်ဆက်လိုက်ပြီအဲ့မှာကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ကျွန်တော်လိုအပ်ချက်ကလေးတော့ရှိရပါတော့ကျွန်တော်ကိုလိုချင်တာလေးတွေကိုကျွန်တော်ပြန်ပြင်ခိုင်းပြီးတော့နောက်ထပ်ပြန်ထုတ်ရင်တော့ကျွန်တော်လိုချင်တဲ့အတိုင်းလေးထွက်လာမှာပါဒါကတော့ကျွန်တော်ကဘယ်လိုဒီလိုမျိုး template video တွေကိုဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြသွားတာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ဒီ construction template video ဖန်တီးနည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားပေးပါ AI နဲ့ပတ်သက်ပြီးတော့အသက်အဆန်းတွေကိုကျွန်တော်နေ့တိုင်းလေ့လာနေပါတယ်ကျွန်တော်လေ့လာသိရှိပြီးသားနည်းပညာတွေကိုကျွန်တော်ရဲ့ channel လေးမှာပြန်ပြီးတော့မိတ်ဆွေတို့အတွက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့Facebook page နဲ့YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးသွားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်